အသက်ကြီးသွားတဲ့အဖိုးဖွားတွေဟာငယ်မှုပြန်သွားတာကိုတွေ့ရပါတယ်တဲ့အဲ့ဒါဘာဖြစ်တာလဲလို့မေးတဲ့ခါကျတော့တကယ်တမ်းတော့ငယ်မှုပြန်တယ်ဆိုတာစကားလုံးလှအောင်ပြောတာပါအမှန်တော့ယူသွားတာပါဘုရားဘာသာတရားဖြစ်ပြီးတော့အဲ့လိုမျိုးဘာဖြစ်လို့ဖြစ်ရတာလဲလို့မေးတဲ့ခါကျတော့အဖြေရရှင်းရှင်းလေးပါဝိပဿနာတရားအာမထုတ်တဲ့ပုဂ္ဂိုလ်များဟာဝါဝိပဿနာတရားကိုထိတိမိမိအားထုတ်မထားတဲ့ပုဂ္ဂိုလ်များဟာအသက်အဲ့လိုကြီးလုံးမကကြီးသွားရင်တတိမေ့တတ်ပါတယ်ပါဠိတော်မှာကအပမတော်အမတံပတံပမာတော်မစ္ဆုနောပတံအပမထာနမိယံတိရေပမထာယထမထာပါဠိရဲ့မြန်မာပြန်ကမမေ့ရင်မသေးပါဘူးမေ့ရင်သေးနေတာပါပဲဒါကတော့လက်ရှိဖြစ်နေတဲ့အချိန်မှာကိုကကုသိုလ်ကိုမေ့ပြီးတော့အကုသိုလ်တွေနဲ့ရှင်သန်နေရင်တော့သေးနေတဲ့ပုံကိုနဲ့တူပါတယ်တဲ့ဘလောက်ပဲအလုပ်တွေပင်ပန်းနေနေဘလောက်ပဲဆင်းရဲနေနေကုသိုလ်ကိုသတိရပြီးတော့ဖြစ်ပြမဲ့ကိုက်နေတဲ့အလုပ်ကိုလုပ်နေခြင်းအပြင်ရှင်သန်နေတဲ့ပုံကိုနဲ့တူပါတယ်နောက်တစ်ခုသေတဲ့ပုံကိုနဲ့မတူဘဲနဲ့မသေတဲ့ပုံကိုနဲ့တူပါတယ်တဲ့ဒါကတော့ဝိပဿနာတရားအာမထုတ်တဲ့ပုဂ္ဂိုလ်များမှာရနိုင်တဲ့အကျိုးတရားကအဲ့ဒါပဲအသက်ကြီးသွားလို့ရှိရင်ရောင်ရောင်မှားမှားတွေပြောတတ်ကြတယ်စားပြီးမှမစားသေးမှလည်းမသိတော့တာမန်သမီးမှမြေမှန်းကိုမသိတော့တာကအဲ့ဒါဝိပဿနာတရားအားထုတ်မထားလို့ပါဝါမိမိခန္ဓာကိုယ်ရဲ့အဖြစ်အပျက်စိတ်ရဲ့အဖြစ်အပျက်ကိုကောင်းကောင်းသိမထားတဲ့ပုဂ္ဂိုလ်များဟာဒီကနေ့မှအဲ့လိုဝေဒနာမျိုးကိုခံစားရပါတယ်နောက်တစ်ချက်ကတသက်လုံးဝိပဿနာတရားကိုအားထုတ်ပြီးတော့တဲ့ဒီကနေ့ကြာမှာအကုသိုလ်စိတ်ဝင်လာရင်အပယ်ကျနိုင်သလားတဲ့ဒီမေကွန်လေးတသက်ကအပယ်ကိုကျနိုင်ပါတယ်ဘာဖြစ်လို့လဲလို့မေးရင်ဒီကနေ့ကြာမှာအကုသိုလ်စိတ်ဝင်သွားတဲ့အတွက်ဒီကနေ့အကုသိုလ်စိတ်ဟာသုတိစိတ်အကြောင်းတရားဟိုဘက်ဘဝဒုတိယဘဝမှာပရိသန္တိစိတ်ဟာအကျိုးတရားဒီဘက်ကသုတိစိတ်အကြောင်းတရားကြောင့်ဟိုဘက်ကပရိသန္တိစိတ်အကျိုးတရားဖြစ်ပါတယ်ဒါကြောင့်ဒီဘက်အကုသိုလ်စိတ်ကဒီကနေ့အကုသိုလ်စိတ်ကအကြောင်းတရားဒုတိယဘဝပဋိတန်နေစိတ်ကအကျိုးတရားဖြစ်တဲ့အတွက်ကြောင့်သိရင်အပေတန်းကြပါတယ်ဆိုရမယ်လို့ဒါကအမေးကိုတက်ရိုက်ဖြေတဲ့အဖြေပါတကယ်တမ်းတော့တတိမမေ့ချိန်နေသိပြန်မျက်လှန်ကြောဆွဲမဖြစ်ဖဲနှင့်သေလဲမတောင်းတင်ပုံနှံကင်းသည်ကျိုးရင်ဝိပဿနာတကိုးတည်တဲ့ဝိပဿနာတရားကိုတကယ်ထိထိရောက်ရောက်အားထုတ်ထားတဲ့ပုဂ္ဂိုလ်များဟာဒီခါနီးမှာအကုသိုလ်စိတ်လုံးဝမဝင်နိုင်ပါဘူးဘာဖြစ်လို့လဲလို့မေးရင်အချိန်နီးလာတာနဲ့မျှမိမိရဲ့ခန္ဓာကိုယ်ညံမလွတ်တော့ဘဲနဲ့စောင့်ပြီးတော့ကြည်သွားတာပါတတိလည်းမမေ့တော့ပါဘူးမျက်လန့်ကြောဆွဲလည်းမဖြစ်တော့ဘဲနဲ့အော်ကာငိုကာရီကာလည်းမဖြစ်တော့ဘဲနဲ့နောက်ဆုံးမှသင်္ခါရုပ္ပခအဆင့်ထီအောင်ရောက်ထားလို့ရှိရင်ချိန်နေတိပြန်ကိုသေမဲ့နေကိုတောင်ကိုကောင်းကောင်းသိပါတယ်အဲ့ဒါကတော့ဝိပဿနာရဲ့တကူပဲဒါနသီလရဲ့စွမ်းတတ်တယ်မဟုတ်ပါဘူးဝိပဿနာရဲ့တကူဖြစ်ပါတယ်